ပြည်ပကိုပို့ကုန်တိုးမြင့်တင်ပို့နိုင်ရေးအတွက်မြင့်ငယ် dry port မှာ Mandalay Commercial Complex စီမံချက်ကိုစတင်နေပြီလို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကုန်သွယ်ရေးဦးစီးဌာနပို့ကုန်သွင်းကုန်ရုံး Mandalay ကကြေညာပါတယ်။ Mandalay တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့2026ခုနှစ်ဧပြီလ20ရက်နေ့မှစတင်ကရက်တရာလုပ်ငန်းဆောင်ရွက်မှုအဖြစ် Mandalay Commercial Complex စီမံချက်ကိုအကောင့်ထဲပေါ်ဆောင်ရွက်ခြင်းဖြစ်တယ်လို့သိရပါတယ်။စီမံချက်မှာပြည်ပကိုလေယာထွက်ကုန်ပစ္စည်းတွေဥယျာဉ်ချမ်းမြေထွက်သီးနှံတွေတွင်းထွက်ပစ္စည်းတွေနဲ့အထွေထွေကုန်ပစ္စည်းတွေအများအပြားတင်ပို့နိုင်ရေးအတွက်နိုင်ငံတော်ကနေဆက်ဆက်တဲ့ဝန်ကြီးဌာနတွေက One Stop Service OSS နဲ့ဆောင်ရွက်ပေးနိုင်ဖို့စီစဉ်ဆောင်ရွက်လျက်ရှိပြီးလုပ်ငန်းရှင်တွေရဲ့ကုန်ပစ္စည်းတွေအချိန်တိုအတွင်းပြည်ပဝယ်လက်စီအမြန်ဆုံးရောက်ရှိနိုင်ရေးစီမံဆောင်ရွက်လျက်ရှိပါတယ်။လုပ်ငန်းရှင်တွေအနေနဲ့ပြည်ပပို့ကုန်လုပ်ငန်းတွေလျင်မြန်တွက်လက်စွာဆောင်ရွက်နိုင်ဖို့အတွက်ကုန်သွယ်ရေးနဲ့ဆိုင်တဲ့အသုံးဝင်မဲ့သင်ခန်းစာတွေကို2026ခုနှစ်မေလ18ရက်မှ29ရက်နေ့အထိကျွမ်းကျင်သူတွေကဥဆောင်ဆွေးနွေးသင်ကြားမဲ့အစီအစဉ်တွေကိုစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ဒါအပြင်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်လက်မှတ်လျှောက်ထားလိုတဲ့လုပ်ငန်းရှင်တွေကိုလိုအပ်တဲ့အကူအညီတွေပေးခြင်း၊အွန်လိုင်းလိုင်စင်လျှောက်ထားရမှာအခက်အခဲတွေကူညီဖြေရှင်းပေးခြင်း၊ပြည်ပဈေးကွက်ချိတ်ဆက်ခြင်းနဲ့ဈေးနှုန်းတွေအတိပေးအကြောင်းကြားခြင်း၊ကုန်ပစ္စည်းတွေအစစ်ဆေးခံနိုင်ဖို့အတွက်လိုအပ်တာတွေဝန်ဆောင်မှုပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။အဆိုပါ Mandalay Commercial Complex မှာပြည်ပပို့ကုန်တင်ပို့နိုင်ရေးအတွက်လိုအပ်တဲ့ဆက်သွယ်မှုတွေနဲ့စာရွက်စာတမ်းတွေကိုတစ်ချိန်တည်း One Stop Service ပြုလုပ်ပြီးပြည်ပပို့ကုန်မြင့်တင်နိုင်ရေးအတွက်ဆောင်ရွက်သွားမယ်လို့လည်းသိထားရပါတယ်။ဒါကြောင့်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ရက်တရာစီမံချက်အရပြည်ပပို့ကုန်တင်ပို့နိုင်ရေးပူးပေါင်းဆောင်ရွက်ကြဖို့ကုန်သွယ်ရေးဦးစီးဌာနပို့ကုန်သွင်းကုန်ရုံးမန္တလေးတာဝန်ခံညွှန်ကြားရေးမှူးဦးခန့်လျံစွမ်းဖုန်းနံပါတ်399338နဲ့ဦးစီးအရာရှိဦးဝင်းမြင့်394333334511တို့ထံဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းအသိပေးထားကြောင်းပါခင်ဗျာ။